ဒီဖုန်ငယ်လေးတွေဟာကြောက်တောင်ပြင်ပေါ်ကတဲထဲမှဥကွဲကပထမဆုံးခြေလမ်းစတင်ရမှာဖြစ်ပါတယ်။ဒါပေမဲ့တဲထဲကနေထွက်လာတာနဲ့တပြိုင်နက်ကြောက်တုံးတွေကြားပုံနေတဲ့ပြင်းညံမွေများစွာကအစင်သစ်စောင်းကျူနေကြပြီဖြစ်ပါတယ်။ဒီမွေတွေအတွက်ကတော့ဖုန်ငယ်လေးတွေဥထဲကနေထွက်လာတဲ့အချိန်ဟာတစ်နှစ်ပတ်လုံးအတွင်းအစာရှာဖွေရန်အကောင်းဆုံးအခွင့်အရေးဖြစ်ပါတယ်။ပြန်ပြူတဲ့ကြောက်သားကန့်ဆက်ဟာအမဲလိုက်ရနေရဖြစ်လာပြီးပေါက်ဖွာလာတဲ့ဖုန်ငယ်တိုင်းကတော့အန်နီယန်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဖုန်ငယ်လေးတစ်ကောင်ဟာအပြေးလွှားမြန်တဲ့မွေးတစ်ကောင်ကိုကြော်လွှားနိုင်ပေမဲ့ဒီမွေတွေဟာဘယ်တော့ခါမှတစ်ကောင်တည်းအမဲမလိုက်ကြပါဘူး။အုပ်စုဖွဲ့အမဲလိုက်တတ်တဲ့ဒီမွေတွေဟာဖုန်ငယ်တစ်ကောင်ကင်းလွှားတဲ့အခါအခြားမွေများကလိုက်လံဖမ်းဆီးကြတယ်လို့ကြောက်တုံးများကြအစင်သစ်ဘုံဝေါင်းရဲ့ထက်မှန်ဆောင်တိုင်းနေကြပါတယ်။ဒါကြောင့်မွေးကင်းစဖုန်ငယ်လေးရဲ့ပထမဆုံးခြေတန်းဟာနောက်ဆုံးခြေတန်းဖြစ်သွားခဲ့ရပြီဖြစ်ပါတယ်။အဘကြီးကိုတခါမှမမြင်ဘူးသေးတဲ့ဒီဖုန်ငယ်လေးကတော့လူထဲကနေထွက်လာတာနဲ့ထွားသွားကမျက်လုံးဖြူဖြူဖြစ်တိမ်ဝင်းကျင်မှုကြည့်ရှုနေပါတယ်။ဝေးရပါဗီဇကပြေးရန်အတိပေးနေပေမဲ့လှုပ်ရှားမှုတိုင်းဟာသူ့ရဲ့အာယုံစူးစိုက်မှုကိုဆွဲဆောင်နေပါတယ်။ရှင်းလင်းစွာမမြင်နိုင်တဲ့ဒီမျိုးတွေရဲ့လှုပ်ရှားမှုအာယုံခံနိုင်စွမ်းကတော့အံ့ဩစရာကောင်းလွန်းလာပါတယ်။ဖုန်ငယ်တကောင်ရဲ့အမီးတစ်ချက်နဲ့ခြေတစ်ချောင်းလမ်းပြီးလှုပ်ရှားခြင်းဟာတိုက်ခိုက်မှုကိုဖြစ်ပေါ်စေရန်လုံလောက်နေပါတယ်။သူ့ရဲ့တက်တိကိုထိန်းထားနိုင်ပြီးဒီနေရာမှာတိတ်ဆိတ်စွာရပ်တန့်နေမယ်ဆိုရင်တော့မွေတွေအနေနဲ့သတိမထားမိပဲဖြတ်တန်းကောင်းဖြတ်တန်းသွားနိုင်ပါတယ်။ဒါပေမဲ့ရုတ်တရက်ပြေးထွက်သွားရင်ရှင်တန်နိုင်ရဲ့အတွက်ပြန့်တူးတဲ့တဲပြင်ပေါ်မှာဖုန်ငယ်လေးကတော့အလင်းမြန်ပြေးလွှားနေရပါတယ်။လမ်းကြောင်းကိုပိတ်ဆို့နေရန်အတွက်ကြောက်တုံးများထဲမှထွက်လာကအံ့အားသင့်ပွဲမြန်ဆန်သွားလှုပ်ရှားလာပြီးပူးဝိုက်တိုက်ခိုက်နေကြပါတယ်။ဘိညာခုံပေါက်ကအာပြင်းသောခြေထောက်များကိုအုံပြုရင်းဖုန်ငယ်လေးကတော့တဲပေါ်တွင်အမြန်ပြေးလွှားနေရပါတယ်။သူ့ရဲ့တခုတည်းသောမျှော်လင့်ချက်ကတော့မွေတွေမလိုက်နိုင်တဲ့အထက်ကျောက်ဆောင်များပေါ်သို့တက်နိုင်သမျှအမြန်ဆုံးရောက်ရှိရန်ဖြစ်ပါတယ်။အစင်တင်းဆောင်နေတဲ့မွေတွေရဲ့ခြုံခိုတိုက်ခိုက်ခြင်းကြောင့်ဆက်လက်မပြေးနိုင်တော့ပဲအမိခံနေရပြီးဖြစ်ပါတယ်။ဒါပေမဲ့ရှင်တလုံးစိတ်သိက်ကိုခင်းပြတဲ့ဒီဖုန်ငယ်လေးကတော့ခံကောင်းစွာနဲ့ပြတဲ့ရုံးထွက်နိုင်ခဲ့ပါတယ်။လင်ညာနဲ့မွေအုပ်စုရဲ့နောက်ကနေလိုက်လံတိုက်ခိုက်ခြင်းကိုခံနေရင်ဇွဲမလျှော့တတ်တဲ့ဒီဖုန်ငယ်လေးကတော့လွတ်မြောက်သွားခဲ့ပြီဖြစ်ပါတယ်။တတိပိစာနဲ့ကန်တရားတွေကိုပေါင်းစပ်ရင်းကြောက်တုံးများကြားအပြေးလွှားနဲ့အဆုံးမှာတော့လွတ်မြောက်သွားကြပြီဖြစ်ပါတယ်။